စီချက်ခောက်ဆွဲကိုအိမ်မှာဆိုင်လက်ရအတိုင်းလှုပ်ရှားကြည့်ချင်တဲ့သူတွေဒါမှမဟုတ်ကိုပိုင်ဆိုင်လေးတွေဖွင့်ပြီးတော့ရောင်းချင်တဲ့သူတွေရှိလားဒီနေ့မှာစီချက်ခောက်ဆွဲကိုအသေးစိတ်လေးကျွန်တော်လုပ်နည်းလေးတင်ထားပေးတယ်အရတာကလည်းတကယ်ကိုမိမိုက်ပြီးတော့တကယ်ကောင်းနေရတာဖြစ်တယ်ပုံစံကိုလည်းကြည့်ပါပေါ်ကတစ်တုံမိတ်စစ်စိမ့်လေးနဲ့အရမ်းမိုက်တကယ်တလုပ်စားပါဦးကျောင်းရဲ့ဗီဒီယိုကိုစုံထိကြည့်ပေးပါခင်ဗျာချက်နီးကိုကျွန်တော်အသေးစိတ်လေးတင်ပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကျွန်တော်အခုလိုမျိုးချက်နီးပြုတ်နည်းတွေအမြဲတမ်းလို့တင်ဆက်နိုင်အောင်မိတ်ဆွေတို့ရဲ့အကူအညီထောက်ပံ့ကောင်းလုပ်ပါတယ်အဲ့ဒါကတော့ follower တစ်ချက်နှိပ်ပေးပါလို့ကျွန်တော်တောင်းဆိုချင်ပါတယ်မိတ်ဆွေရဲ့ follower တစ်ချက်ကကျွန်တော်တို့အားစေးတစ်ခွက်ဖြစ်နေလို့ပါကဲ follower နှိပ်ပေးပါဆိုရင်ချက်ကြပါမယ်ခင်ဗျာခောက်ဆွဲစီချက်လှုပ်ရှားဖို့အတွက်ပေါင်းဝင်သောပစ္စည်းတွေကကြက်ရည်ကွန်စီချက်အတွက်ကြက်တုံဖြူကြက်တုံမိတ်နဲ့ကြက်ရိုးနဲ့ညှင်းကြိုချက်ဖို့အတွက်ကြက်တုံဖြူနဲ့နန်းနန်းအမြင့်လိုအပ်မှာဖြစ်ပါတယ်ကြက်သားသုံးလေးတွေရဲ့ခောက်ဆွဲထုတ်ရဲ့အချင်းတွက်ကော်ဖီထုတ်နဲ့ငရုတ်ဒီစိတ်ကြက်တုံနီတစ်လုံးပါဝင်မှာဖြစ်ပါတယ်အရင်ဦးဆုံးကြက်သားသုံးလေးတွေကိုစလီပါမယ်ခင်ဗျာပြီးရင်တော့ကြက်တုံမိတ်ပါတစ်ခါတည်းလီလိုက်ပါမယ်ကြက်သားသုံးလေးတွေအတွက်ရတာကတော့အသားမုံအချိုမုံကြားညိုနဲ့ပဲငှက်ပြာရည်အကြီးငရုတ်ကောင်မုံနဲ့ငယ်ထည့်ပြီးတော့နှံ့အောင်နေပေးရမှာဖြစ်ပါတယ်ကြက်သားနူးနူးလေးစားရအောင်စီနှဲငယ်ထည့်ပြီးတော့ဆက်နေပါမယ်ကဲဒါဆိုရင်ခဏလောက်လေးနှက်ထားပါစီချက်ကိုစပြီးတော့တက်ပါမယ်ခင်ဗျာစီလေးရင်ထည့်မယ်ပြီးတော့ရင်စီပူလာပြီးဆိုရင်ကြက်တုံဖြူလေးထည့်ပါမယ်ဆွေးနမုတ်နဲ့ငယ်နဲ့မဆလာလေးထည့်ပေးရမှာဖြစ်ပါတယ်မွေးလာပြီးဆိုရင်တော့အနေထားကိုကြည့်ပါအရန်ကြီးမတူးပါစေနဲ့တူတော့ရင်ခါတက်လို့ပါကဲရပြီဆိုရင်တော့ပကံလေးတစ်ခုထဲမှာအားထည့်ထားပါခင်ဗျာကဲပြီးရင်တော့ကြက်တရီကိုစီထုတ်ပါမယ်ခင်ဗျာစီထုတ်တဲ့နေရာမှာကလည်းတတိထားရမှာဖြစ်ပါတယ်စီတွေပေါက်တက်လို့ပါမီးအေးနဲ့ပဲထုတ်ပေးပါခင်ဗျာအဲ့ဒီထုတ်ထားတဲ့စီနဲ့ပဲခဏတော့ကနှက်ထားတဲ့ကြက်သားကိုပြန်ပြီးတော့လှိပ်ပေးရမှာဖြစ်ပါတယ်စီကြက်ဖက်လေးပါအနှဲငယ်ထည့်ပေးပါခင်ဗျာဖွံ့ဖွေးလေးစားရအောင်လို့ပါပြီးရင်တော့ကြက်တရီဖက်လေးတွေကိုဆယ်ထုတ်ပေးလိုက်ပါခင်ဗျာပဲငှက်ပြားကြီးအနောက်လည်းအနှဲငယ်ထည့်ပေးလိုက်ပါဘာကြောင့်လဲဆိုတော့အယောင်လေးလှလှလေးရအောင်လို့ပါခင်ဗျာကဲကြည့်စမ်းပါဦးကြက်သားလေးကနုနုအီအီလေးနဲ့အရန်စားလို့ကောင်းတဲ့ကြက်သားသုံးလေးတွေရပါပြီပကံတစ်ချက်နဲ့ခဏထည့်ထားပါမယ်ပြီးရင်ခောက်ဆွဲတွေကျွန်တော်တို့စားပြုတ်ပါမယ်ခောက်ဆွဲပြုတ်တဲ့နေရာမှာစီနှဲငယ်လေးထည့်ပေးပါခင်ဗျာမကတ်ရလေးအောင်ပါခောက်ဆွဲပြုတ်တဲ့နေရာမှာမိမိကမမာလေးကြိုက်တယ်ဆိုရင်မမာလေးပြုတ်လိုက်ပါပျော့လေးကြိုက်တယ်ဆိုရင်ပျော့ပြုတ်ပါဒါမိမိရဲ့သဘောပါကျွန်တော်ကတော့ဒီနေသားလောက်ပဲကြိုက်ပါတယ်ခောက်ဆွဲပြုတ်ပွားပြီးဆိုတော့ကြက်ရိုးလေးကျွန်တော်ညှင်းကြိုလေးချက်ပါမယ်ကြက်ရိုးညှင်းကြိုချက်တာကလွယ်ကူပါပဲရေလေးနှဲငယ်ထည့်မယ်ကြက်တုံဖြူရဲ့နန်းနန်းမြင့်ရဲ့ကြက်ရိုးလေးထည့်ပြီးတော့ပြုတ်ပါမယ်အရသာအတွက်တော့အသားမုံနဲ့ပဲငှက်မြရဲ့ကြီးအနှဲငယ်ထည့်ပါမယ်ခင်ဗျာကဲညှင်းကြိုရပြီဆိုတော့စီချက်လေးစပြီးတော့တုပ်ပါမယ်အယုံဆုံးစီချက်ကိုအနှဲငယ်ထည့်ပေးပါပဲငှက်ပြားရဲ့အကြီးရဲ့ခရုစီရဲ့ခဏတော့ချက်သားတဲ့ညှင်းကြိုသစွန်းလောက်ရဲ့အချုံမုံနှဲငယ်နဲ့အသားမုံနှဲငယ်တကြားနှဲငယ်ထည့်ပြီးတော့စပြီးတော့လဲလို့ရပါပြီခင်ဗျာအနှဲငယ်မှွေပေးလိုက်ပါပြီးတော့ရင်တော့ခောက်ဆွဲလေးတွေထည့်မယ်နှံ့အောင်လေးဖွားဖွားလေးနေပေးပါခင်ဗျာကဲကြက်သားသုံးလေးထည့်လိုက်ရင်တော့ပြည့်စုံတော့စီချက်ခောက်ဆွဲလေးရပါပြီခင်ဗျာကျုံမက်ဆွေထဲမှာစီချက်ခောက်ဆွဲကိုချက်နေတတ်တဲ့သူတွေရှိကြလားခင်ဗျာကွန်မန့်မှာချက်လောက်မှတ်လာခဲ့ပေးလို့ရလားခင်ဗျာနောက်ထပ်လည်းနိုင်ငံပေါင်းစုံကစားနေတောက်နေအတိတ်ဆန်းတွေကိုကျွန်တော်အမြဲမပြတ်တင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ကို follower မနှိပ်ရတဲ့တစ်ချက်လောက်နှိပ်ထားပေးပါခင်ဗျာဒီဗီဒီယိုချက်နေတတ်တယ်ဆိုရင် like share ဝင်မြောက်လုပ်ဖို့လည်းမမေ့ပါနဲ့ကြောက်မိတ်ဆွေတွေကြမ်းကြမ်းမာမာနဲ့ပေါ်ပါလေလေစားနိုင်ကြပါစေခင်ဗျာ